ဥကျင်ဦးနဲ့စစ်တပ်ဆိုတာနိုင်ငံကိုအုပ်ချုပ်ဖို့မဟုတ်ပဲကာကွယ်ဖို့ဒါဖြစ်တယ်ဒါပေမဲ့ယနေ့အခြေအနေအရစစ်တပ်ကအဓိကဖြစ်နေလို့လေစစ်တပ်ကိုမိမိအလုပ်ကာကွယ်ဖို့ပဲကိုဘယ်လုပ်ဖို့ကိုကာကွယ်ဖို့ပဲကိုလုပ်ဖို့တော့စုပဲလို့ပြင်ဆင်ထားပါလေခုပြင်ဆင်နေတယ်သိလားဒါတော့ဘယ်လိုလုပ်ကြဦးလေးကိုပြင်ဆင်ရမယ်ဆိုတာလည်းပါတယ်ဘယ်လိုလုပ်ကြဦးလေးရဆိုလို့ရှိရင်စစ်တပ်ကိုနိုင်ငံရဲ့နိုင်ငံရေးခန့်ကာတာမှာအထူးနေရာကြီးပေးထားဥဆောင်မှုကဏ္ဍပေးထားဒါကိုမဖြစ်တယ်ဒါကိုဒီမိုကရေစီမကြဒီမိုကရေစီဆိုတာအားလုံးရဲ့ဓာတ်ညီညီဖြစ်နေတဲ့ဆိုင်တယ်လေအဲ့တော့တစ်ဖွဲ့အစည်းကိုအထူးခွင့်ပေးထားလို့ရှိတယ်ဘယ်မှာလဲဒီအဲ့ဒီလိုပေးထားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်နေပါလေဆိုတာအမိမောင်းနေတဲ့စကားပဲအဲ့ကျွန်တော်ရဲ့ကြောင့်လို့ကျွန်တော်တို့နားလည်ကိုယ့်ကိုပြည်သူကနေပြီးတော့လေးစားတာချစ်ခင်တာတမိုးထားတာဆိုတာကိုယ့်ရဲ့အလုပ်နဲ့ဆိုင်တာဒီအတင်းအကျပ်အပေါ်ကနေပြီးတော့ငါတို့ကိုအထူးအခွင့်အရေးပေးထားရမယ်ဆိုပြီးတော့လုပ်နေတဲ့ကိစ္စနဲ့မဆိုင်ပါဘူးကျွန်တော်တို့ရဲ့ကြောင့်လို့ကအများစုပါလေနိုင်ငံရဲ့အကျိုးလိုလားတယ်ကျွန်တော်ယူကြည့်သူတို့လည်းဒီနိုင်ငံကဖွာလာတယ်ဒီနိုင်ငံရဲ့ဒီလားတွေနိုင်ငံရဲ့အကျိုးလိုလားတယ်ကျွန်တော်ယူကြည့်အဲ့တော့နိုင်ငံရဲ့အကျိုးလိုလားတဲ့အရာကိုယ့်ကိုပေးထားတဲ့ထူးအခွင့်အရေးကိုလိုလားနဲ့စွန့်လွတ်ကြပါလို့ကျွန်တော်တို့တောင်းဆိုတာညှိတာလိုက်